ညစ်နက်လာသည်နှင့်အမျှချင်းယွန်းကြေးရွာသည်တေချင်းတရားကဲ့သို့တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ကြာရောက်သွားသည်ရွာဦးစီမှရန်ဖန်ရန်ခါထွက်ပေါ်လာသည့်ခွေးဟောင်တန်အနေငယ်သာပဲတင်ထက်နေသည်လိုင်စင်နံပါတ်ပြားမပါသောအောက်ဆီဂျင်ဖြင့်တံပိုးတင်ဆောင်နိုင်သည့်အကြီးစားတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်3စီးသည်ညမောင်ရိပ်ကိုအကာအကွယ်ယူကာကျွန်တော်အိမ်ပိုင်ရေလောင်တမန်၏နောက်ဖက်10ပေါင်တွင်တိတ်တဆိတ်လာရောက်ရပ်တန့်ခဲ့ကြသည်ကျွန်တော်နှင့်ကျွန်တော်ဖခင်သည်ယုံကြည်စိတ်ချရသည့်နေဝေးမှအလုတ်သမားအနေငယ်ကိုညာရင်းချင်းပင်အနီးကပ်ကြီးကြပ်ကုတ်ခဲ့ပြီးရေလောင်ကန်ထဲရှိတံပိုးအလွန်ကြီးမားလာသည့်မီရှိကီကွိုင်းခိုင်ငါးမွေးမြူရင်းကအကောင်ရီတောင်းချီကိုပိုက်ကွန်ဖြင့်တဆင့်ချင်းဂယူးတစိုက်ဆယ်ယူကာအပူချိန်ထိန်းကြီးပေးသည့်ရေကန်ကန်များထဲသို့ထည့်သွင်းစေခဲ့သည်မိအောင်အောက်တွင်နေဖြူနဲ့3ယောက်ဆက်ကမျက်စိချိန်မတက်တောက်ကနေသည့်ငါးများကိုတည်ဆောင်သွားသည်ကိုကြည့်ရင်ကျွန်တော်ဖခင်မှနှမျောတက်တလုံးတစ်ဖြင့်မျက်ရည်များတောက်တောက်ဆင်အောင်တုံနေရရှာသည်သူ၏အတန်မှလည်းတုံနေဆိုင်မော်လျက်ရှိသည်ရှောင်းအန်းဒါတွေကတိုးမီသားစု3နှစ်ပတ်လုံးအသက်နဲ့လဲပြီးပင်ပန်းကြီးစွာမွေးမြူခဲ့ရတဲ့အသက်သွေးကြောတွေပါကွာအခုတော့ဒီလိုမျိုးတိတ်တဆိတ်ကြီးပေးလိုက်ရပြီးနောင်နာခဲ့ကြရင်တို့တွေဘယ်လိုလုပ်ကြမလဲကျွန်တော်ဒီနှစ်ပေါင်းများစွာပင်ပန်းစွာလုပ်ကင်လာခဲ့ရမှုကြောင့်ကုန်းကုန်းကြီးဖြစ်နေရှာသောဖခင်၏ကြောပြင်ကိုပုတ်ပေးရင်းနှစ်သိမ့်လိုက်သည်အဖေအသက်သွေးကြောဆိုတာနေရာပြောင်းသွားပေမဲ့လည်းပတ်စံရှာပေးနိုင်တာပါပဲဒါပေမဲ့ဒါတွေကိုဒီနေရာမှာဆက်ထားမယ်ဆိုရင်တော့ပတ်စံတွေတင်ဆုံးရှုံးရမှာမဟုတ်ဘူးကျွန်တော်တို့သားဖ2ယောက်ရဲ့အသက်ပါဆုံးရှုံးရလိမ့်မယ်နနက်အယုံတက်4နာရီချိန်တွင်နောက်ဆုံးတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်သည်ရွာထဲမှထွက်ခွာသွားခဲ့ပြီးဖြစ်သည်အလွန်ကျယ်ဝန်းလာသောဧက80ခန့်ရှိသည့်ရေလောင်ကန်ကြီးသည်စိမ့်လက်သောလှိုင်းချက်ခုတ်ကလေးများလှုပ်ခတ်နေစေဖြစ်တော်လဲရေအောက်ထဲရှိတံမိုးတန်းချီတန်သည့်အသက်စီဝါအလုံးကိုမူလုံးဝအပြည့်ပိုင်ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်ယခုခါတွင်မူရင်းသည်နက်ဆိုင်ပြီးကြီးမားသည့်ကရင်ကြီးကိုဖွင့်ဟထားသောတင်းချိုင်းလွတ်ကြီးတစ်ခုကဲ့သို့လောဘရမတ်ကြီးသောမကောင်းဆိုးဝါးများတင်းတို့ဘာသာခုံဆင်းလာမည့်အချိန်ကိုငြိမ်သက်စွာစောင့်ဆိုင်းနေတော်သည်နောက်တနေ့နနက်အစောပိုင်းတွင်ကျွန်တော်ဒီအကြောင်းပြချက်တစ်ခုပေးကပြည်နယ်မြို့တော်သို့တွားခဲ့သည်ပြည်နယ်စေဝါသုတေသနဌာန၏လုံခြုံရေးအလွန်တင်းကျပ်လာသောအစည်းအဝေးခန်းမအတွင်း၌ကျွန်တော်ဒီအစစ်မြင့်ဇီဝထုတ်ယူရေးစင်တာ၏ညွှန်ကြားရေးမှူးဟာကျန်းကဲမင်းသားနှင့်တွေ့ဆုံခဲ့သည်လင်းအန်းမင်းကအရင်ကငါ့ကိုကူညီဘူးတယ်ရုပ်တိပေဒအရာပြောရရင်ဒီစီမံကိန်းကိုမင်းလက်ထဲအပ်လိုက်တာကိုငါစိတ်ချတင်တာပေါ့ဒါပေမဲ့ငါမင်းကိုနောက်ဆုံးအကြိမ်အနေနဲ့တတိပေးပြရစီအမျိုးအစား3မျိုးဗီဇပြောင်းအစိမ်းကွက်ပါ9တိုင်းဆိုတာနောက်ပြောင်ကြီးစဲစရာအရာမဟုတ်ဘူးနော်သူဒီမတက်ရက်ကနောက်ွယ်ရှိ projector ကိုဖွင့်လိုက်သည်ဖန်သားပြင်ပေါ်တွင်ခန္ဓာကိုယ်အချိုးအစားထွားကျိုင်းလာပါပြီးအပြင်ပန်းတံမှာထူးဆန်းထွေပြားသောချောင်းဆိုးနေသည့် fluorescent နေရဲ့အရောင်နှင့်တောက်ပသောလိမ္မော်ရောင်များရောရှက်နေသည့်ငါးတကောင်ပေါ်လာသည့်တေချာဂယုတဆိုင်မကြည့်ပါကလင်းသည့်ဈေးကွက်ထဲရှိအဆင့်မြင့်ဆုံးသောနိရှိကီကွိုင်းငါးများထပ်ပင်ပုံမူလှပပြီးဆွဲမဲ့ဖွယ်ကောင်းနေသည်ဒါကငါတို့သုတေသနဌာနကငွေကြေးတန်ပေါင်းများစွာအကုန်ကျခံပြီးပင်လယ်နက်ပိုင်းရှိအလွန်အစိပ်ပြင်းတဲ့ဖားဖူးငါးရဲ့မျိုးဗီဇနဲ့အထူးမျိုးဆက်9တိုင်းတစ်မျိုးကိုမျိုးကူးဆက်ပြီးထုတ်လုပ်ထားတဲ့ဗီဇပြောင်းမျိုးစိတ်တစ်ဖြစ်တဲ့ပြင်းကိုအထူးသဖြင့်အဆင့်မြင့်ဆုံးဖြူစင်မှုရှိတဲ့အာယုံကြောပိတ်ဆို့ဆေးဝါးတစ်တွေထုတ်ယူဖို့အတွက်တည်တံ့အသုံးပြုတာဖြစ်တဲ့သူ့ရဲ့အသားကတော့အလွန်နုညံ့လက်ဆက်ပေမဲ့သူ့ရဲ့သွေးကလီစာငါးကြေးခွန်တွေထဲမှာအထိအမှတ်3အာယုံကြောအစိပ်တွေအလွန်မြင့်မားတဲ့ပမာဏနဲ့ပျော်ဝင်နေတယ်ဒီလိုအစိပ်မျိုးဟာလက်ရှိကမ္ဘာပေါ်မှာတည်တံ့ကုသနိုင်တဲ့ဖြည့်ဆေးလုံးဝမရှိသေးဘူးမှားယွင်းပြီးတစ်ဆက်ဂရန်ထက်မကစားမိတာနဲ့တင်အစိပ်ဟာ2နာရီအတွင်းလူခန္ဓာကိုယ်ရဲ့ဗဟိုအာယုံကြောစနစ်ကိုအလုံးစုံပျက်စီးစေလိမ့်မယ်လူနာဟာအစပိုင်းမှာနှက်ခမ်းနဲ့ရှာရီထုံကျင်လာမယ်ပြီးရင် YouTube ပြီးထင်အောင်ထင်မှာဖြစ်လာမယ်အဲ့ဒီနောက်မှာတော့နောက်ပြန်လှည့်လို့မရတဲ့အစင်းပါကြက်သားများအရေးပြောခြင်းဝေဒနာကိုခံစားရမယ်နောက်ဆုံးမှာတော့ပါးစပ်ကအမြုပ်တစီစီထွက်ပြီးအသက်ရှူကြက်သားတွေလုံးဝလေးဖြတ်သွားတာကြောင့်လူဟာအသက်ရှူကျက်ပြီးအရှင်လက်လက်တည်ဆုံးသွားရလိမ့်မယ်လင်းအန်းဒီလိုဇီဝဓာတုအဆင့်ရှိတဲ့အစိပ်ပြည့်ပစ္စည်းတွေဟာမင်းရဲ့ရေလောင်ကန်ထဲမှာတစ်ခုခုကြောင့်ရိုးစိမ့်မှုဖြစ်ရင်ဖြစ်စေဒါမှမဟုတ်အခြေအနေကိုမသိတဲ့ရွာသားတွေကခိုးယူစားမိရင်ဖြစ်စေအဲ့ဒါဟာမိုးကြိုးဖြစ်တယ်လို့ကြီးမားတဲ့လူသေးမှုခင်းကြီးဖြစ်သွားလိမ့်မယ်မင်းရဲ့ရေလောင်ကန်ဟာအကျွမ်းမဲ့ရုပ်ပိုင်းဆိုင်ရာအရာအပြင်လူတွေနဲ့တိကျခွဲထုတ်ထားနိုင်မယ်ဆိုတာမင်းတေချာပေါက်အာမခံနိုင်ရဲ့လားညွှန်ကြားရေးမှူးကျန်းကျွန်တော်ရဲ့ရေလောင်ကန်က3ဖက်လုံးတောင်တန်းတွေဝန်းရံထားတာပါရွာထဲကိုဆက်သွယ်ထားတဲ့10ပေါင်လမ်းမကြီးတစ်ခုပဲရှိပါတယ်ကျွန်တော်ကတော့အဆုံးဆုံးအဆင့်ရှိတဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတားအဆီးတွေကိုတိစောက်သွားမှာပါဒါအပြင်ကျွန်တော်ဒီခေါင်းကုန်ကထူထဲလာသောစာချုပ်ကိုလှန်လိုက်ပြီးနောက်ဆုံးစာမျက်နှာရှိချိုးဖောက်မှုတာဝန်ယူမှုဆိုင်ရာအတိအမှတ်ပြုလွှာစီတို့တိုက်ရိုက်လှန်ကြည့်လိုက်သည်ဒီစာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားပါတယ်ဒီရေပြင် area ကိုသုတေသနဌာနကတရားဝင်သိမ်းယူအသုံးပြုထားပြီးဖြစ်တာကြောင့်ခွင့်ပြုချက်မရှိဘဲတရားမဝင်ကျူးကျော်ဝင်ရောက်ခြင်းဖမ်းဆီးခြင်းဖျက်ဆီးခြင်းလုပ်ရမှန်သမျှကိုနိုင်ငံတော်၏အရေးကြီးသိပ္ပံသုတေသနစီမံကိန်းကိုဖျက်ဆီးမှုဖြစ်တပြေးညီသတ်မှတ်မှာဖြစ်ပါတယ်တခါတင်ခိုးယူမှုဖြစ်ပွားရင်ဒီဗီဇပြောင်း9တိုင်းတွေကို grand light တွက်ချက်ပြီးရောကြီးတောင်းမှာဖြစ်ပါတယ်1ကီလိုဂရမ်ကိုယွန်းတန်းဖြစ်ပါတယ်ခိုးယူစားတောက်မှုကြောင့်ဖြစ်ပေါ်လာမည့်ထိခိုက်ဒဏ်ရာရတည်ဆုံမှုမှန်သမျှကိုလည်းခိုးယူသူကသာရာနှုန်းပြည့်တာဝန်ယူရမှာဖြစ်ပါတယ်သုတေသနဌာနနဲ့ကျွန်တော်တို့မွေးမြူသူဘက်ကတော့